အဲ့လောက်ဆိုတားခဲ့မင်းငင်းနေလိုက်တော့ဟုတ်လားမင်းငင်းနေလိုက်တော့လို့ဟုတ်လားဟာကိုရီးယားကိုလီတဲ့သမှန်ငါလီမြန်မာနိုင်ငံအတွင်းထဲမှာလည်းမဟုတ်ဘူးမင်းကခတ်တာပြဿနာဇလန်ဘလို့ဖြစ်နေလဲဆိုတော့ငါတို့ဒီစပတ်ငါတို့ဒီဘတ်ဂျက်နဲ့ဆိုရင်ငါလီမင်းတို့ကိုရီးယားကိုငါလုံးမငါတို့ဒီက FBI ဘာညာဒီကောင်မင်းတို့လွတ်ဖို့ကငါလီဘတ်ဂျက်ကမလောက်သေးတော့ငါနည်းနည်းငါဖန်နေရောက်မင်းနည်းနည်းပါတယောက်9000ထည့်လိုက်ကွာငါလီငါပေါ်ဟမ်အဖေမဖင်ရလားဟာလူမသာမင်းပြောင်းမင်းမြန်မာနိုင်ငံပြန်မလားလူမရတော့ဘူးမလားဟမ်မင်းပြန်လာရင်ငါဒီကဌာနရုံးကတစ်စိဆုံးလှမ်းထုပေးလိုက်မပြန်လို့ရပါတယ်ကွာဆိုပေမဲ့သွတ်တော့မင်းလေစိတ်ရောက်တော့နေမင်းလို့မင်းငါဘိုးကင်းအမှတခါလဲစောက်ပြီးသားနော်တိလားလေစိတ်ဘိုးကင်းတော့တနာဘူးကောင်းတယ်ကွာစစ်တပ်တွေရလဲမင်းတို့ကောင်မျိုးဘလို့ကြိုက်ပြီးတော့ဟိုစစ်တပ်တွေရငါလုံးမှာချီးပုံးငကိုတဲ့ထန်လွတ်ပေးထားမှာငါဆိုရင်ဟမ်အေးချီးပုံးထားတဲ့ဘောရတွေကမင်းကိုအဲ့နွန်နေရအဲ့ချီးတွင်းနေရမင်းကိုစွဲတင်ခဲ့ပြီငွေပူးရမင်းအခုရောက်နေတဲ့မြောက်ကိုရီးယားတစ်ဖက်ချမ်းမြောက်ကိုရီးယားတစ်ဖက်ချမ်းတောင်ကိုရီးယားမှာမင်းအစင်းနေလိုက်ငါပြောသဘောလားအစင်းနေပွဲမရှာနိုင်ငါပြောသဘောလားဆိုပေမဲ့သို့တော့မင်းအခုရှာနေပွဲငါကြိုက်တယ်ကွာမင်းတစ်ဖက်ပြန်ဖောင်းတူးတဲ့အထာမျိုးပါညာဖြစ်သွားတာဟုတ်မလားဇိုင်းထကာလာအင်္ဂလန်နိုင်လင်းလို့ပါလို့ဖြစ်သွားမှန်တယ်မင်းပြောတာမှန်တယ်ကျုပ်ဆက်ကျုပ်ဟုတ်ပါလားပုံးဆက်ပုံရှင်းလားတားဆက်ကိုနည်းနည်းသတိပေးထားလိုက်အောင်ဒီကောက်ကြွတ်မီးကိုဖြတ်တော့မှာလို့ဖြတ်မှမငုံနဲ့လို့တက်လာအဲ့ကောင်နော်ဖြတ်မှငွေဘူးလောက်ပါတယ်ဆိုပြီးမလုံနဲ့တော့လိုင်းပေါ်တက်မငုံနဲ့တော့မင်းအခုတော့မင်းဖုံထားတာမင်းပြင်ဦးလေးမှာလွတ်တယ်များမလေးလားဟမ်မပြင်ဦးလေးမှာငွေဘူးကကိုရီးယားမှာငါကပြင်ဦးလေးမှာဆိုလဲလွတ်မင်းလက်ဖိတ်ဆိုင်ထောင်းနောက်ကိုလည်းကြည့်အောင်နော်ကကြီးလေးနဲ့တိတ်ကနေဆိုဘာဖြစ်သွားမလဲတားဆက်မင်းကိုစောက်ခွက်ရိုက်မှာမဟုတ်ဘူးညာမင်းကိုစောက်ကမှာမဟုတ်ဘူးညာမင်းရဲ့သမင်နောက်ကကြွတ်ပြီးမင်းအားနဲ့ကြောက်ငါကင်ထားပြီနော်အော်မင်းရငွေဘူးရငွေဘူးမင်းရမင်းတို့အခုချိန်မှမသိဆိုရင်ဖင်ခံလိုက်တော့ပေါ့ကွာငါပြောရှင်းတော့မလားပွင့်လင်းမြတ်သားဒဲဖော်တိန်ဖင်ခံလိုက်တော့မင်းတို့ဟုတ်လား